လူတွေမှာအေးဓာတ်နဲ့အပူဓာတ်ဆိုရင်ဓာတ်နှစ်ဓာတ်ရှိရပေါ့နော်။တရားအစကလေမေတ္တာဆိုတဲ့စကားလေးကိုဖျားတော့ဟောနေတာပေါ့နော်။မေတ္တာဘယ်လောက်ထိတာကြီးမားကျယ်ပြန့်နေလို့မေတ္တာဘယ်လိုအေးချမ်းနေအဲ့ဒါတွေသိတော့သိပေမဲ့အရင်မခံစားဘူးပေါ့နော်။တနေ့လည်းကြာတော့ဒီလိုကိုရင်းလေဒီရန်ကုန်ဝနချောင်းကပိုက်တော့ဆရာတော့ဒီလိုသွားဖူးရတယ်ပေါ့နော်အမှစမုံကြီး10ပါအဲ့နေရာကတော့တဲ့ပွဲလေးလောက်တာပေါ့နော်အဲ့ဒီမှာအဲ့ဆရာတော်ကြီးကိုဖူးလိုက်ရတဲ့အချိန်မှလေအဲ့ဆရာတော်ကြီးမျက်နှာတော်မြင်လိုက်ကြတာနဲ့ဟောဒီတို့ပူနေတယ်အခုပေါ့နော်အေးတော့တယ်လို့ခံစားရတာဒီလားဆရာတော်ကြီးဒီလိုရှေ့နေဖြတ်သွားတဲ့အချိန်မှာဒီအဲကုန်းလေးကရတဲ့လေးအေးလေးလိုအဲ့လိုအေးတဲ့ကိုခံစားလိုက်တာအဲ့ချိန်မှာဆရာတော်ရဲ့တရားတွေထပ်ပြီးတော့နားတယ်ပေါ့နော်အဲ့မှာဆရာတော်ကြီးကဘာဟောလဲဆိုတော့လူတွေရဲ့တန်မှာတဲ့ကုသိုလ်အကုသိုလ်နှစ်မျိုးရှိတယ်ပေါ့နော်ဒီလိုကောင်းတဲ့အရာတွေကကုသိုလ်စိတ်ကြီးနဲ့လှမ်းပြီးတော့ဒီလိုပုံရက်လိုလှမ်းဆွဲထားလို့ရတယ်ပေါ့နော်ကောင်းတဲ့စိတ်နဲ့ဒီလိုဆွဲတဲ့အရာတွေကောင်းတာဖြစ်လာပြီးဒီလိုအာကုသိုလ်စိတ်တွေများနေတဲ့အချိန်မှာကြာတယ်မကောင်းတဲ့အရာတွေဖြစ်လာတယ်ပေါ့နော်အမှဆရာတော်ကြီးက project ကြီးနဲ့တစ်ခုပြီးရှင်းလာတယ်ဒီရှင်းထဲမှာလေအဲ့ဒီဘာရုံရလဲဆိုတော့အဲ့ဒီမှာတကယ်ပေါ့နော်တကယ်လောကမှာတကယ်ကောင်းတဲ့အရာတွေဆိုတာကိုတကယ်လုံးဆောင်ပြီးဆိုတကယ်ဖြစ်ပါလားဆိုတော့တော့ချက်လေးပေါ့နော်သွားပြီးတော့တွေးနေတကယ်တော့အခုချိန်မှာတိပေါ်က0ရောက်နေတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီခုနအရှိကရှင်းပြခဲ့တယ်လို့ပဲဒီနှလုံးလေးတိုင်းပြီးတော့တိရှိစိတ်လေးပုံသွားတယ်နော်ဒါပေမဲ့ဒီနေရာမှာတန်တဲ့သူကိုယူတာတိရကြမှာအလုံးရှိဘူးဒီကားလေးတွေနဲ့ခေတ်ကာလကုန်စည်နှုန်းတွေနဲ့တိမှာပြီးစရာကန်းစရာတွေအဲ့ဒီတဲမှာလေနေကောင်းဆွေကောင်းနေဆိုတာရှားတယ်ပေါ့နော်တီရှိစဉ်ကပြီးကျွေးခဲ့တဲ့သူတွေအကုန်လုံးကတီလည်းမရှိတဲ့အခါမှာလှည့်အောင်မလာဘူးပေါ့နော်အဲ့ဒီသူတို့လှည့်မလာတဲ့သူတို့ရှိရအချိန်များတီအတွက်ဘာပိုကောင်းသွားလဲဆိုတီအတွက်တရားတွေပိုနာဖြစ်သွားတယ်စာအုပ်တွေပိုဖက်ဖြစ်သွားတယ်ကောင်းမှုကုသိုလ်တွေပဲပိုလုပ်ဖြစ်သွားတယ်ကောင်းတဲ့အတွေးတွေပဲပိုတွေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအတွက်လူတိုင်းတယောက်တည်းဖြစ်နေလဲအားမနေပါနဲ့အထီးမကြံပါနဲ့အကောင်းဆုံးတော့အပေါ်မှာတရားပါတရားနဲ့အဖို့ပြပါကျေးဇူးတင်ပါတယ်